ရနဲ့ဆိုပြတဲ့စဉ်တို့ဆစ်ဆက်ပြီးတဲ့နောက်မှာတော့သူတို့နေရာမင်္ဂလာဆောင်ပြီးွားရင်သူတို့နေရာသူတို့ဟာနဲ့သူတို့တည်တံခွဲပြီးတော့မှနေကြမှာဖြစ်တဲ့အတွက်ခုချိန်မှာတော့အိမ်အသုံးဆောင်ပစ္စည်းတွေအိုးခွက်ပကံတွေရေခဲတက်တာ TV စားတဲ့အေကွန်းမျိုးစုံအိမ်မှုပရိဘောဂတွေကိုဝယ်ယူပြီးတော့မှကိုပြင်ဆင်စုဆောင်းနေကြပြီလို့ကြားသိနေရပါတယ်အဲ့ဒါတွေကိုလည်းပရိသတ်တွေတွေ့မြင်ရဖို့အတွက်ဆိုပြီးတော့မှသူတို့ရဲ့ဗီဒီယိုလေးတွေကိုလည်း social media တွေအပေါ်မှာပြသထားတာမျိုးတွေရှိပါတယ်ဒါပေမဲ့ပရိသတ်တွေရဲ့ပါးစပ်ပြားထဲမှာပြောစရာလေးတွေဖြစ်သွားတဲ့ကိစ္စအနေငယ်လေးတွေတော့ရှိတယ်လို့ပြောရမှာပါအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့အခုချိန်မှာသူတို့နှစ်ယောက်ကတော့မိစုံဖဆုံနဲ့ဆစ်ဆက်ပြီးတော့မှအခုချိန်မှာတော့အတိုင်းဝိုင်းတွေချစ်ရတဲ့ပရိသတ်တွေကြားထဲမှာလည်းသူတို့နှစ်ယောက်မင်္ဂလာဆောင်ဖို့ကိုတော်လေးကိုတီးချပြီးတော့မှသူတို့မင်္ဂလာဆောင်မဲ့ရက်မြတ်လေးတွေကိုပဲဆောင်ဆိုင်ရတဲ့အနေအထားဖြစ်နေပြီအခုချိန်မှာဆစ်ဆက်ပြီးသွားတဲ့အချိန်မှာတော့သူတို့နှစ်ယောက်တီးတန်းလှပတဲ့အင်တောင်တစ်ခုကိုတူထောင်ဖို့အတွက်ဆိုပြီးတော့သူတို့မှတီးတန်းအင်ရှိနေပြီပြီးရင်အိမ်မှာလိုအပ်တဲ့ပရိပုတ်ကသုံးစားပစ္စည်းတွေလည်းတော်တော်များများကိုဝယ်ယူဆောင်ပြီးနေကြပြီအခုချိန်မှာသူတို့နှစ်ယောက်မင်္ဂလာဥညမှာအတူတူတာယာပျော်ရွှင်ဖို့အတွက်အင်မတန်မှကိုကောင်းမွန်ပြီးတော့မှအကြမ်းခံတဲ့အိယာကတင်မွေရာကိုအပြေလွှားကိုရှာဖွေပြီးတော့မှဝယ်ယူနေကြတယ်ဆိုပြီးတော့သတင်းရတက်ရှိနေပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့အချို့ချီရပရိသတ်တွေကတော့စာနာပြောဆိုပြီးတော့မှချစ်တဲ့စိတ်လေးနဲ့ဝေဖန်ပြောဆိုပြီးတော့မှနောက်ပြောင်ကြတာလေးတွေ့မြင်နေရတယ်ဆိုတော့ဘလို့ပဲဖြစ်ဖြစ်အိယာကတင်ကတော့လူတိုင်းတမရှိမဖြစ်လို့တို့အထူးသဖြင့်ဒီလိုမျိုးနာမည်ကြီးမင်းသားမင်းသမီးတွေဆိုလို့ရှိရင်တော့ပို့ပြီးတော့မှကိုလိုအပ်ပြီးတော့ကိုချိန်မှာသူတို့နေရာမင်္ဂလာဥညမှာကဲဖို့အတွက်နော်ပရိသတ်တို့တည်တဲ့အတိုင်းသူတို့တွေကြံတန်းတဲ့နော်အတိုင်းပညာတွေအတွက်အတော်လေးကိုအတန်လုံးပြီးတော့မှဤစိမ့်စိမ့်တဲ့နော်လုံးဝခုံစဖြစ်စေမဲ့ပုံစံမျိုးကတော့မရှိမဖြစ်ဒါတော့မင်းသားမင်းသမီးတာမကနော်ပတ်စံရှိတဲ့အတိုင်းဝိုင်းဖြစ်ဖြစ်နည်းနည်းတမ်းမှလူတဲ့ဇာပဲဖြစ်ဖြစ်လူတိုင်းကတော့အသုံးပြုနေကြတယ်ဆိုတော့သူတို့နှစ်ယောက်ကလည်းအင်မတန်မှကိုအရေးကြီးအခန်းကဏ္ဍတွေမှာပါနေတော့သူတို့နှစ်ယောက်အခုချိန်မှာမင်္ဂလာဥညဆိုတော့နော်ကျင်စယူရဆဆိုတော့အတော်လေးကိုနော်အရေးပါတာလည်းဖြစ်ပါတယ်ဒါကြောင့်သူတို့ကိုချစ်တဲ့ပရိသတ်တွေကတော့အခုလိုမျိုးလေးပဲပြောဆိုပြီးတော့မှစာနောက်ပြီးတော့ဝေဖန်လေးတွေတွေ့မြင်ရတော့လဲသူတို့နှစ်ယောက်ကိုယ်တိုင်ကလည်းပီတိဖြစ်ရပါတယ်